သူသဘောတရားပဲ တော့ထောင်းထဲမှာတော့ခြေပြောင်နဲ့ဒီခြေပြောင်နဲ့ပဲရှောင်းနေတဲ့ဒါ ZH အနေနဲ့ကတော့ဒီအချိန်မှာတော့သူတို့အနေနဲ့တက်လာဖို့အတွက်တကယ်ပဲရွေးချယ်တော့မလားဆိုတော့ကြည့်ရမယ် Newco စတင်ပြီးတော့ initiating လုပ်ဖို့အတွက်ကတော့ကြည့်နေတယ် Falcon အသင်းအနေနဲ့ကသူတို့ decision making တခုတော့ chain တွေပေါက်ကိုတော့ချပြီးသားဗျမလာဘူးပေါ့လေနော်အလှမ်းဝင်းနေတဲ့အနမ်းလေးကိုတော့ပေးဖို့အတွက်ကတော့မကြိုးစားတော့ပါဘူးကဲနော်ဒီမှာလဲရတဲ့ကောင်တော့ပြေးပြီးတော့ဖမ်းဖို့တော့ကျိုးစမ်းနေတာဗျာနောက်မှလည်းဖလဲလေးပြင်ပြီးတော့သုံးထားသေးရဲ့နောက်မှာPL ချန်နေခဲ့ရပြီဗျာနောက်မှာ flicker တက်ပြီးတော့သုံးထားသေးရဲ့နောက်မှာဂရဗီယာ volunteer တက်ပြီးတော့မိနေနေပဲချန်နေခဲ့တဲ့ phobia ကောင်မှာဖြတ်ပြတ်ဖို့တော့များနေနေ new goal တောင်းသားခဲ့ရပြီဗျာ zippy ဒီခေါက်မှာကာသီကိုပြန်လဲအဆုံးသတ်ပေးခဲ့ပြီမဲ့1-4-3 trade မှာဒီလို defense war of falcon လုံးဝမဖြစ်နိုင်တော့ဘူးဗျာမလုပ်သင့်ဘူးလေနော်ကျွန်တော်သွားပြီးတော့စောင့်နေတဲ့ခိုင်စည်းပုတ်ထားတဲ့ဂျားထဲမှာသူတို့အနေနဲ့ဖြည်းဖြည်းချင်းစီပြန်ပြီးတော့ fall back နေရဗျဒီအချိန်မှာခိုင်စည်းအနေနဲ့ flicker ရှိနေတဲ့အတိုင်းမှာ Kingston Falcon နဲ့ပြန်လဲအသုံးချလိုက်ရနေပဲ Game number 2နဲ့ရန်ကုန် Gladiators season 2ရဲ့ throne ပိုင်ရှင်ဒီအချိန်မှာမမောမပန်းမဲနဲ့ပဲသူတို့ရဲ့ challenger တွေအကုန်လုံးတော့တယောက်ချင်းစီကိုတော့တိတ်တောင်းလုံနေနဲ့ undefeated အသင်းဖြစ်ယနေ့အချိန်အထိတော့ရှိနေသေးပါပဲဗျဟုတ်ပါတယ်အခုဆိုလို့ရှိရင်အိုးခိုင်စီးရတော့တော့ပွဲလေမှာလဲလုံးဝ record ပြန်ဟုတ်ပါတယ်ဆိုရန်ကုန် Gladiators အနေနဲ့ကတော့ဒါ season 2 regular season တော့ပေါ့နော်ဒါ